ကျဲပြားလေးနဲ့ထမင်းစားပြီးနောက်မောင်ချောတွင်ဟိုးခဝေဝေကြီးကောင်စာဝင်စားအတန်လေးမှာပြန်စရာအိမ်မရှိရှာပါဘူးအမေရဲ့ကဘာမြေကြီးပေါ်မှာအကုသို့ပန်းတွေဝေပုံကလည်းအဖူးပေါ်အညွန့်တက်လို့တက်မက်စရာပါလားအမေတန်တရာလေးတေးချင်းတွေကစီစီပရကလေးလိုသားကမြည်လို့ပေါ့တခါတရံတော့အမေရဲ့သားဘဝဟာမြင်ငွေ့ပြန်ညလေးတညဖြစ်ခဲ့ရတယ်သားလေးသူ့ကိုယ်ပိုင်အသီးတွေညှိဤလေးလံနေအောင်ထမ်းပိုးထားရပေမဲ့ပျော်ရှာတဲ့ကုံထမ်းသမားတလဲပင်ကလေးကိုအားကြမိတယ်အမေရဲ့လေတွေထမ်းနေလေသားမကြည်ကွဲရလေပါပဲမိုးအကြစောမယ်ဆိုတာလေတကယ်တော့လောကရန်တရားပါလားအိပ်စရာမရှိတဲ့ညတွေမှာမိုးတွေတိတ်ရွာတာပဲအမေရဲ့အမောင်နဲ့ဆိုဆွဲမိုးရေတွေရွှဲနစ်လို့အတန်တွေတောင်ငုံနေခဲ့ပါပြီအမေဆုံးရှုံးမှုတည့်ရွက်တွေမရှုမလှနဲ့ကန်ဆိုးမိုးမောင်တောင်ကုန်းပေါ်မှာတားဘဝရဲ့အပိုင်းအစတွေတဲ့လားတာညင်းဆန်နဲ့အမေမသိဘူးလားအမေသားကကြပြဆရာလေးအမေရဲ့တကယ်တော့လဲအမေရဲ့ကြပြဆရာဆိုတာဒန်ခံကြိုးလေးတစ်ချောင်းပါဗျာအမေရဲ့ဟောဒီကမ္ဘာလောကကြီးမှာအမေသားကြပြဆရာဖြစ်လာတာအပြစ်ရှိပါသလားအမေတားရဲ့အချက်မှလေဟောဒီကမ္ဘာကြီးနင့်ခဲ့ရင်တောင်စစ်ဖြစ်ဖို့မသေးချတော့ပါဘူးအမေရဲ့အခုတော့အခြားသူတွေမမြင်မိတဲ့အတန်ကလေးကိုခေါင်းအောင်အိတ်မိလို့အကျဉ်းနာအမေဆုံးဆုလက်ကိုတားရခဲ့ပါတယ်အမေမသိဘူးလားလူတွေရဲ့အပြုံးမှာကုန်စည်နှုန်းတွေပါတယ်အမေရဲ့ဧခန်းရဲ့အင်ကြီးကောင်းမှဆက်ဆံတတ်တဲ့လူတွေရဲ့သဘောထားကိုတားတူတူခါခါမုန်းတဲ့အမေရဲ့အခြားသူတွေအတွက်တော့အရာရာဟာလက်တပစ်စာရဲ့ပါတားမှာတော့ယူဇနာတန်းပေါင်းများစွာဝေးကွာလို့ဒါလေရေရောထားတဲ့ညရေလိုမရခဲ့ဘူးတားရဲ့ဘင်္ဂလီဟာလေဘလောက်တောင်ပါလှက်နေတယ်လဲဆိုတော့စံချင်မြင်လေးတမြင်နင်းမိရင်တောင်ဘင်္ဂထပေါက်သွားနိုင်ပါတယ်အမေအလျံညီညီမိတော့မီးလျံကြည့်တယ်နေ့စဉ်ခုံချနေရတဲ့ဘဝခီအခမဲ့ညတွေတိတ်ပြီးတိတ်တယ်လွန်းလာမေရဲ့လွတ်ကျွတ်ကြီးကန်သွင်းခံရကျွန်တော်ဘလောက်မှားယွင်းမိလို့လဲအမေအစုပ်ကကြက်ခိုးဆွဲမိဖို့ချောင်းဆိုးလိုက်တိုင်းရင်ကောင်းကြည့်တယ်မိထတောက်တာမြင်ရအမေရဲ့အတွင်းလူမမတယောက်ပါဒါပေမဲ့တစ်သားဘတ်စကားအိုကြီးခိုစီလို့ကြပြဆရာမာယာကော့စကီဆိုတဲ့လူလဲပါတယ်လေလူနဲ့သူနဲ့မတူတဲ့လူလို့လူတွေသူတွေပြောခံရတဲ့တာမိဆွေပေါ့ဘလောက်တောင်ကြောက်မက်ဖွယ်ရာပြိုလဲခဲ့ပါသလဲဘယ်တော်များမှဓမ္မဒေဝလက်တွေတဲ့ရောက်မှာတယ်လေတယောက်ကိုတယောက်မင်းရင်ပေါ့မျက်စိတမိတ်လျှက်တစ်ပြက်အတွင်းမှာတောမကြိုတွေချောင်းကောဖြစ်သွားဘဝကိုဖြည့်ညစ်ကြည့်လိုက်တော့လိမ်မော်သီးကလေးမှာအချိုကြီးကြံသေးတယ်။အိုးအတက်နှလုံးထဲမှာပန်းတွေအယမ်းပွင့်လာပဲအမေရဲ့။ကိုယ်အင်ကြီးဝစ်ချင်နေဆောင်းရသည်ရဲ့။မီးလျံကင်းမဲ့တဲ့မီးလင်းဖို့ကြီးရဲ့။နှင်းဆက်တွေကိုအသေးခံတောက်ချင်တဲ့နေပင်ကလေးရဲ့။လာမင်းကိုပြည့်ဝဓာတ်ရိုက်မမြင်ချင်တဲ့အပြုံးရဲ့။အနေထိုင်မတက်တဲ့ရေပန်းတိုင်ကလေးရဲ့မိုင်းတွင်းနဲ့ကြပြပေါ်အချစ်ရဲ့
မချခဏလူလိန်ခံရတဲ့ရင်ထဲကကျဲပြားလေးရဲ့နက်ခတ်မိမိပျော်ကျင်ရှာတဲ့အပျော်လေးရဲ့တားလက်ဘဝထဲမှာချစ်ချစ်ပါအောင်ဆုပ်ထားလို့တဆက်ဆက်တုံနေတဲ့တားဘဝလေးရဲ့မိသားမှာပိုင်ဆိုင်ပါတယ်ထမင်းစစ်စစ်စားခြင်းနဲ့အမေရဲ့အိတ်နဲ့မှွေးတဲ့အိယာစစ်စစ်မှာအိတ်ချင်နဲ့ခြေထောက်တွေကိုမိဖို့အငွေပေးခြင်းနဲ့ဗမာပရစီတန်တန်တောက်ခြင်းနဲ့ပြီးတော့ဟောဒီလိုအမေမျက်လုံးအယောင်ကိုမှတ်သိပ်ပါတယ်တေပေလေလွင့်ပြီးပြန်လာတဲ့သားကိုဂယုဏတက်မြဲတက်တဲ့အမေအကြည့်လေအမေရဲ့အမေစိတ်ကမကတ်တာကြပြီးဖြစ်တဲ့တာတင်မောလေးအမေရဲ့ကျွန်တော်ရွတ်သားခဲ့ပါတယ်အမေဤတို့ပင်ပဲ့တင်ပါလိမ့်မယ် ။မ